တဲ့ဒီနေ့ကြမယ်ဆိုတဲ့သဘောတရားအရာအမြင့်ရောက်နေချိန်မှာအောက်ပြန်ကြမှာကိုကြောက်တာလူတဘာဝပါပဲအောင်မြင်မှုဆိုတာသာဝရမဟုတ်တယ်လို့ကြာဆုံးမှုဆိုတာကလည်းသာဝရမဟုတ်ပါဘူးအခုရနေတဲ့ပျော်ရွှင်မှုကိုငါပိုင်တာလို့မမှတ်ယူပဲငါရှိခဏလာလေတာလို့သဘောထားကြည့်ပါဧည့်သည်ပြန်သွားတဲ့အခါဝမ်းနဲ့မနေပဲဧည့်သည်လာတော့ကပျော်ခဲ့ရတာတွေကိုကျေးဇူးတင်တတ်တဲ့စိတ်ထားမျိုးမွေးမြူပါတကယ်လို့တင်းရဲ့တံဖိုးတစ်ခုလုံးကိုအေးအောင်မြင်မှုတင်းရာထူတင်းငွေကြေးအပေါ်မှာပဲတီဆောက်ထားမယ်ဆိုရင်အဲ့ဒီအရာတွေပျောက်သွားတဲ့အခါတင်းဘဝလည်းပျက်စီးသွားတယ်လို့ခံစားရပါလိမ့်မယ်ငါဟာအောင်မြင်နေလို့တံဖိုးရှိတာမဟုတ်ဘူးငါဟာလူသားတစ်ယောက်အနေနဲ့စူးစမ်းတတ်သူတစ်ယောက်အနေနဲ့မူလကရိယာတံဖိုးရှိပြီးသားလို့ကိုအမြဲတည်းပေးပါဒါဆိုရင်ကြာဆုံးချိန်မှာခံရတက်တာစေပါတယ်ကြာဆုံးတဲ့နေ့တွေရောက်လာရင်ငါပါလို့ကန်ဆိုရတာလေလို့တွေးမဲ့အစားဒီအခြေအနေကငါ့ကိုပါတီးပေးမလဲငါပဲလို့ပူတမ်းမလာနေအောင်ဆိုပြီးတွေးဖို့အခုကလေးကစီကူထားပါကြာဆုံးခြင်းဆိုတာလမ်းဆုံးမဟုတ်ပါဘူးခရီးစဉ်ရဲ့အကွေ့အကောက်တစ်ခုသာဖြစ်ပါတယ်အနာဂတ်အတွက်ပူပန်းလွှမ်းအားကြီးရင်လက်ရှိရနေတဲ့အောင်မြင်မှုကိုခံစားဖို့အချိန်မရှိဖြစ်သွားတတ်ပါတယ်မနေ့ဖြန်မိုးရွာမှာကိုကြောက်ပြီးဒီနေ့ဒါယာနေတဲ့နေအောင်ချီကိုမခံစားပဲမနေလိုက်ပါနဲ့ကြာဆုံးချိန်ရောက်ရင်ခန္ဓာရည်ရှိဖို့အတွက်အခုချိန်မှာစိတ်စွမ်းအားကိုစုဆောင်းထားပါကြာဆုံးချိန်မှာခံရခဲ့တယ်ဆိုတာလက်မလွှတ်နိုင်ခြင်းကြောင့်ဖြစ်ပါတယ်အမြင့်ရောက်နေချိန်မှာနှိမ့်ချတတ်တဲ့စိတ်ရှိပြီးလောကဓာတ်အကောင်းအဆိုးဆိုတာပြီးတစ်ခုလို့လဲနေတယ်ဆိုတာကိုနှလုံးသွင်းထားနိုင်ရင်ဘယ်လိုအခြေအနေမျိုးရောက်တင့်စိတ်ကတည်ငြိမ်နေပါလိမ့်မယ်အခုချိန်မှာတော့တင်းရဲ့အောင်မြင်မှုအတွက်ဝမ်းမြောက်ကုန်ယူပါအနာဂတ်အတွက်တတိရှိတာကောင်းပေမဲ့စိုးရိမ်စိတ်လွန်ကဲပြီးပျော်ရွှင်မှုတွေမဆုံးရှုံးပါစေနဲ့